အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့ကျွန်တော်ဆွေးနွေးပေးမယ့်အကြောင်းအရာလေးကတော့ဒိုရာမာကိုဘယ်လိုသုံးရမှာလဲဘယ်လိုဖြန်းရမလဲမေးများတဲ့မေးခွန်းလေးကိုသုံးပုံသုံးနည်းလေးကို sharing လုပ်ပေးမှာပြောပြပေးမှာဖြစ်ပါတယ်ဒိုရာမာကိုဘယ်လိုထည့်ရမလဲဆိုရင်ဇလားခက်ကြီးကြီးပေါ့နော်ဒီဇလားထဲမှာရေကို9လီတာသို့မဟုတ်10လီတာထည့်ပါထည့်ပြီးတာနဲ့ဒိုရာမာနှစ်ထုပ်ကိုထည့်ပြီးတော့ဖြော်လိုက်ပါဖြောပြီးတဲ့အခါမှာသူ့ရဲ့ပွားစာအဖြစ်တင်လဲရည်သို့မဟုတ်ထညက်ရည်ထညက်အညိုပေါ့နော်တကြားဆိုလဲအညိုထညက်ဆိုမုတ်လို့ထညက်နည်းနည်းပေါ့နော်တကြားဆိုရင်30ရာ20ရာစသဖြင့်သူ့ရဲ့အစာအဖြစ်ထည့်ပေးလိုက်ပါအဲ့လိုမျိုးထည့်လိုက်ပြီဆိုရင်သူကဒီဟာကိုအစာအဖြစ်စားပြီးတော့မှုတွေကပွားလာမှာဖြစ်ပါတယ်အဲ့ဒီလိုပွားလာပြီဆိုတာနဲ့ဒီအနေတွေကိုမှုလိုက်ပေါ့နော်အားလုံးမှုပြီးတော့အနေထိုင်သွားပြီဆိုအပေါ်ကြီးကိုစစ်ယူပြီးတော့မှဒီစေခံပုံးထဲမှာတအေကကို3ထုံလုံးတွက်မလား2ထုံလုံးတွက်မလား1ထုပ်တည်းတွက်မလားဒါကတော့ကိုစိုက်တဲ့သီးနှံပေါ်မူတည်တယ်ကိုစိုက်ခင်းရဲ့ကြတဲ့ယောဂပေါ်မှာမူတည်ပြီးတော့လိုတိုးပိုလျှော်သုံးလို့ရပါတယ်။ဘာကိုဒါမှကိုဘလို့သုံးရမလဲဘလောက်သုံးရမလဲဆိုတဲ့သတ်မှတ်ချက်ကတော့မရှိပါဘူး။များလေကောင်းလေပါပဲ။ဥပမာကိုကမြစ်ချောင်းဆိုကြတယ်ဆိုရင်3ထုပ်ကနေ5ထုပ်ပေါ့နော်900ဂရမ်သုံးပေးရမှာဖြစ်ပါတယ်။900ဂရမ်ဒီ3ထုပ်5ထုပ်ကိုရေတစ်ခါတည်းဖြော်မယ်ရေ9ခွက်နဲ့ဖြော်တာဖြစ်စေဒီရေ10ခွက်နဲ့ဖြော်တာဖြစ်စေကိုကအချိုးကျပြန်တွက်ပြီးတော့ဒီရေစစ်နဲ့စစ်ပြီးစစ်ပြန်ပုံးနဲ့ကိုပြန်ထည့်ဖြော်ထားရင်တပုံးတစ်ခွက်5ပုံးဖြန့်ပြီးဒီစနစ်နဲ့တွားလို့ရပါတယ်သို့မဟုတ်နောက်တနည်းကကွန်ချန်တွေပန်းခင်းတွေငကမောက်တွေတခြားနှင်းစီချန်တွေပန်းချန်တွေမှာသုံးမယ်ဆိုရင်တော့ဂျစ်ဆန်ကြောက်မုတ်တအိတ်ကိုထိုင်ဝရာမှာ3ထုပ်လို့သို့မဟုတ်5ထုပ်လို့လိုလိုထည့်ပါထည့်ပြီးတော့မှကိုကကွန်းပင်အခြေမှာပန်းပင်အခြေမှာလိုက်ပြီးတော့ဖြူးလိုက်မယ်ဆိုရင်တနည်းကောင်းတဲ့နည်းတစ်နည်းဖြစ်ပါတယ်အဲ့ဒီနည်းကိုလည်းသုံးပြီးတော့ဒါထိုင်ဝရာမှာကိုစိုက်ခင်းထဲမှာထည့်ပြီးလို့ရပါတယ်နောက်တနည်းရောက်တော့ပွားစာအဖြစ်လောက်တာပေါ့နော်အဲ့တော့ထိုင်ဝရာမှာရဲ့အထုပ်နောက်ကျောမှာအညွှန်းတွေပါပါတယ်ပွားစာလောက်တာလည်းနွားချီ3တဲဆိုထိုင်ဝရာမှာ2ထုပ်ရေ8လီတာကော်ရေက900cc အဲ့ဒီနှုံးထားနဲ့နယ်ပြီးတော့ဒီနွားချီပုံဖြန့်ပြီးတော့လောင်းပြီးပေါ့နော်ချွတ်လေးလောင်းပြီးတာနဲ့အထက်အောက်လှန်မှုေပြီးတော့ပလတ်စတစ်လေးအုပ်ထားလိုက်3ရက်ပြည့်လို့ရှိရင်တစ်ချိန်မှုေပြီးပေါ့နော်ဟုတ်ပြီ9ရက်ပြည့်လို့ရှိရင်တော့ဒီပွားစာကိုစိုက်ခင်းထဲမှာထည့်မယ်ဆိုရင်အရန်ကောင်းတဲ့ခိုင်ကိုဒါမှပွားစာမြေရောစာဖြစ်ပါတယ်ဒါလေးကိုတောင်းသူတွေသိအောင်လို့ဒါမျှဝေပေးခြင်းဖြစ်ပါတယ်အခုလိုနားထောင်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်မသိတာတွေမရှင်းလင်းတာတွေရှိရင်ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်မှာလာရောက်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ